ဖိုးရှိရှိတုန်းကတော်ကြီးတစ်ခုမှာဘီလုံငက်လေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်ဘီလုံငက်လေးဟာနေ့စဉ်မနေ့တိုင်းအစာချထွက်လေ့ရှိပါတယ်တရက်မှာတော့ဘီလုံငက်လေးစားကောင်းနေစဉ်သင်္ကန်းတစ်ကောင်ရောက်လာခဲ့ပြီးတုတ်ချီသွားခဲ့ပါတယ်ကုရကေရမဲ့လေးနဲ့ဘီလုံငက်လေးကအဟိုအကူကြီးတောင်းခံခဲ့ပေမဲ့ရမရောက်ခဲ့ပါဘူးအတော်လေးမြင့်ကိုရောက်သွားတဲ့အချိန်မှာဘီလုံငက်ကငါ့ဤနေရာမှာဟုတ်လို့သင်လို့သင်္ကန်းကိုရှုံရတာငါ့နေရာမှာဆိုရင်အသင်လို့သင်္ကန်းကိုနိုင်တယ်လို့ပြောဆိုလိုက်တဲ့စကားကြောင့်သင်္ကန်းကဝင်မကျဖြစ်သွားပြီးဘီလုံငက်ကိုအောက်သို့ပြချပေးလိုက်ကအသင်ဘီလုံငက်တင့်နေရာမှာမနှက်ပြန်တင်ဆောင်နေလိုက်ပါကျွန်တော်လာခဲ့ပါမယ်လို့ပြောပြီးကြုံဝသွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ဘီလုံငက်ကကြောင်ရုံလေးတစ်ခုနားမှာစောင့်နေခဲ့ပါတယ်သိမကြခင်ချိန်တွင်းမှာသင်္ကန်းရောက်ရှိလာခဲ့ပြီးထိုးတော့ဖို့ဆင်းလာခဲ့တဲ့အချိန်မှာရုတ်တရက်ဘီလုံငက်ကကြောက်တုံးရဲ့နောက်ကိုဆင်းသွားပြီးအကာအကွယ်ယူလိုက်ချိန်မှာအထင်သေးတဲ့စိတ်နဲ့ရောက်လာခဲ့တဲ့သင်္ကန်းကအရှိမထိနိုင်တော့ပဲကြောက်တုံးတဲ့ရင်ဝါကိုတိုက်မိကသူ့ရဲ့ဘဝဟာဇက်သိမ်းသွားခဲ့ရပါတယ်ဘီလုံငက်ကသင်္ကန်းရဲ့ကိုယ်ပေါ်မှာတက်ပြီးအောင်ပွဲခံရကသူ့ရဲ့ရရင်မှုကိုပြသလိုက်ပါတယ်ဒီလိုနဲ့တော်ကြီးတစ်ခုလုံးကပါဘီလုံငက်ရဲ့ရရင်မှုနဲ့ဉာဏ်ပညာကြီးမှမှုကိုသိမှတ်ပြုခဲ့ကြပြီးဘီလုံငက်ဟာတို့အထက်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါတော့တယ်